အလီနာ channel မှာကြိုဆိုပါတယ်အကြည့်တော်ရဲ့3ညအတွင်းစာစုတွေကခေါင်းစဉ်တစ်ခုပေါ့နော်ကျွန်တော်ကစာရေးဆရာသားဖြစ်လာတာကျွန်တော်ရဲ့ငယ်ဘဝကအင်မတန်ရည်စရာကောင်းတယ်ရည်စရာကောင်းတယ်ဆိုတာရင်နာနာနဲ့ရည်နေဖို့ကောင်းတယ်လို့ပြောတာပါအဖေကလည်းရဲဝင်တယ်အမေကလည်းမိခိုသားသမီးက9ယောက်တောင်ဆိုတော့ချွတ်ချွတ်တက်တက်ပဲဖြတ်တန်းခဲ့ရတယ်သားသမီးကများတော့မိဘတွေကသားသမီးအယောက်စီကိုလိုက်မကြည့်နိုင်ဘူးအလောက်ကလည်းလုပ်ရသေးတာကိုတက်နိုင်တဲ့လောက်တော့ဖြည့်ဆည်းပေးပါတယ်ဒါကြောင့်ညီကိုမောင်နှမ9ယောက်မှာ3ယောက်ဟာပွေးရပြီး4ယောက်ဟာ10တန်းမအောင်ပါဘူးအဲ့ဒီထဲမှာကျွန်တော်ကအဆိုးဆုံးပါရထားတဲ့နံပါတ်ကနံပါတ်6မိဘများရဲ့ထုံးစံတိုင်းတာဦးဆိုတော့အယူမှုပါပဲနောက်တော့ထပ်မွေးတော့လဲချစ်သေးတယ်တတိယတယောက်ကြတော့လဲဂယူးဆိုင်သေးတယ်နံပါတ်4ကြတော့ထူးထူးခြားခြားမိန်းကလေးကျွန်တော်တို့အမပေါ့ဖြစ်နေတော့လဲယောက်ျားလေး3ယောက်မိန်းကလေး1ယောက်ဆိုတော့ချစ်ပြန်ရောနံပါတ်4မိန်းကလေးပြီးတော့နံပါတ်5ယောက်ျားလေးဖြစ်နေပြန်တော့ချစ်ကြပြန်ရောအဲ့ဒီမှာနံပါတ်6ကြတော့ယောက်ျားလေးကျွန်တော်ဖြစ်နေတော့ဒီကောင်ကနည်းနည်းများသွားပြီပေါ့အဲ့ဒီကမှနံပါတ်9ယောက်ျားလေးကျွန်တော်ညီလေးမွေးပြန်တော့အမေကတားကြောဖြစ်လိုက်တယ်ဒီတော့ကလေးထပ်မမွေးနိုင်တော့ဘူးဆိုတာဒီတော့အငယ်ဆုံးကလေးမို့လို့ချစ်ပြန်ရောဒီတော့မိသားစုမှာနံပါတ်6နေရာရခဲ့တဲ့ကျွန်တော်အတော်လေးကြားကြပြီးနေရထိုင်ရခက်ရတယ်ကြားတဲ့မိဘနှစ်ပါးကမွေးချလိုက်တာအကုန်လုံးအချောလေးတွေကျွန်တော်ကြမှာတယောက်တည်းကွက်ပြီးရုပ်ဆိုးလေတော့ပို့ပြီးခံရခက်တာပေါ့ဒါကြောင့်လူမန်းတိတဲ့စာကလေးကဂျစ်ကန်ကန်နဲ့နေတတ်ခဲ့တယ်သူ့ကိုဂယူးမဆိုင်တော့ဘာဖြစ်လဲငါဘာသာငါနေမယ်ဆိုတဲ့စိတ်နဲ့အတော်ငငယ်လေးကပြင်းပြင်းရှာရှာရှိခဲ့တာပါဒါကြောင့်လဲအသက်73နှစ်ကလေးကအိမ်ကထွက်ပြေးခဲ့တယ်ဒီစာကိုရေးနေတော့အိမ်ရှိမှာကြောင်းကားဆိုင်လို့ကြောင်းကားပေါ်ကကလေးတွေအော်ဟစ်တန်ကြတော့ကျွန်တော်ငယ်ဘွားရဲ့ပညာရေးကိုပြန်အမှတ်ရမိပါရဲ့ပညာရေးကိုပြောရမယ်ဆိုရင်လူတိုင်းအားသင်လိမ့်မယ်ဘာလို့လဲဆိုတော့ကျွန်တော်ဟာမူလတန်းကနေ၄တန်းထိကိုနှစ်ချင်းပေါက်အောင်မှုပါတယ်9တန်းအစပြီးကျွန်တော်အောင်မကြမ်းတော့ပါဘူး2နှစ်ကိုတန်းနှုံနဲ့3နှစ်ကိုတန်းနှုံနဲ့ခက်ဖြည်းဖြည်းပဲအောင်တော့တယ်8တန်းတတိယနှစ်မှာကြောင်းပြီးသွားပါတော့တယ်ပြောရတာအားရှိလိုက်တာ8တန်းတတိယနှစ်တဲ့ဟုတ်ပါတယ်ကျွန်တော်8တန်းကို3ချိန်ဖြည့်ဆိုပြီး3ချိန်လုံးကြားခဲ့တယ်ဒါကြောင့်လဲသူများတွေဘွဲရပြီးမှစာရေးဆရာဖြစ်တဲ့သူဆရာဝန်ဖြစ်မှစာရေးတဲ့သူတွေကိုကျွန်တော်အင်မတန်အားကြခဲ့ရပါတယ်ကျွန်တော်လည်းအဲ့ဒီတုန်းကတက္ကသိုလ်တက်ချင်ခဲ့တယ်ဘာလို့လဲဆိုတော့အဲ့ခေတ်ကစာရေးဆရာတွေရဲ့ဝတ္ထုနောက်မှာတက္ကသိုလ်ရောက်ရင်ရီးစားရတတ်ကြောင်းအမြဲရေးတာကိုဒါကြောင့်ကျွန်တော်လည်း10တန်းအောင်ပြီးတက္ကသိုလ်တက်ချင်တယ်စာသင်ခြင်းလို့မဟုတ်ဘူးရီးစားရခြင်းလို့ပါကျောင်းတက်နေတဲ့တောက်ချောင်းမှာကျွန်တော်ရဲ့အားသာချက်ကတခုပဲရှိတယ်ကျွန်တော်လက်ရည်ကျွန်တော်ဖတ်တတ်တယ်ကျွန်တော်လက်ရည်ကိုကျန်တဲ့သူတယောက်မှမဖတ်တတ်ဘူးဘာကြောင့်လဲကျွန်တော်ဆောင်ပွဲမအောင်တာလဲမထူးဆန်းလာပါဘူး8တန်းတတိယနှစ်မှာတနေ့တော့ကျွန်တော်ကိုဆရာကြီးကခေါ်တွေ့တယ်သူနဲ့ကျွန်တော်2ယောက်တည်းပါဒီစကားဘသူ့ကိုမှမကြားစေချင်တဲ့သဘောသူ့ရဲ့ရုံခန်းထဲမှာခုံတခုံနဲ့ထိုင်စီတယ်သူကကျွန်တော်ရှေ့မှာခောက်တုတ်ခောက်ပြန်လမ်းလျှောက်တယ်ဆုံးဖြတ်ချက်ချရခတ်ပုံပဲအတော်ကြာမှခုံတစ်လုံးနဲ့ကျွန်တော်ရှေ့လာထိုင်တယ်တပ်ပြင်းချပြီးစောကြည့်ပြူဗျာဆရာအခုသူကကျွန်တော်ကိုစိုက်ကြည့်ပြီးမင်းကြောင်းထွက်မလားငါထွက်ရမလားဆရာကြီးကိုကြည့်ပြီးကျွန်တော်အားနာသွားတယ်ဟုတ်တယ်လေသူကကြောင်းမှာပြင်ဆင်အောင်ရတော့မှာကိုကျွန်တော်ကကလေးပဲရှိသေးတယ်ဒါနဲ့ဟုတ်ကဲ့ကျွန်တော်ထွက်ပါမယ်ဆရာကြီးဆိုပြီးကျွန်တော်အိမ်ပြန်လာတယ်လွယ်အိတ်ကလေးတရွတ်တိုက်ဆွဲပြီးတော့ပေါ့အဲ့ဒီတော့ကကျွန်တော်အဖွားရှိသေးတယ်မျက်နှာမကောင်းပဲပြန်လာတဲ့ကျွန်တော်ကိုအဖွားဖြစ်သူကရှိမိတာပေါ့အဲ့ဒါနဲ့ပဲဟဲ့မြေးလေးစောကြည့်ပြူဒီနေ့အကြောင်းအစောကြီးပြန်လာပါလားမျက်နှာလည်းမကောင်းဘူးကျောင်းမှာဘာဖြစ်လို့လဲကျွန်တော်ပြန်မဖြေပါဘူးဒါကိုအဖွားကမရဘူးဖြေစမ်းငါမီလေမင်းအဖွားကိုဘာမှမပြောရင်ဘသူကမှပြောမှာမဟုတ်ဘူးပြောစမ်းပါမီလေအဖွားရင်ထိတ်လွန်းတော့ပါအတင်းကျပ်ပြီးတော့ကျွန်တော်လည်းမပြောချင်နဲ့မပြောချင်ပါဘူးအဖွားရင်ကျောင်းအုပ်ဆရာကြီးကိုယ်တိုင်ကမင်းကျောင်းထွက်မလားငါထွက်ရမလားလို့မေးတော့ကျွန်တော်ကျောင်းထွက်ခဲ့ပါတယ်အဖွားရုတ်တရက်ကြီးကြက်တည်သွားတယ်အတော်ကြာမှမျက်မှောင်ကျုပ်ပြီးနေပါဦးမိလေ
ဘယ်နဲ့ကြောင်းထွက်ခဲ့ရတာတော့ကျွန်တော်လည်းပြောရမှာခက်ရှက်ပါပဲမမေးပါနဲ့အဖွားရေလူကြားလို့မကောင်းပါဘူးရှစ်တန်းတတိယနှစ်နဲ့ကြောင်းထွက်ခဲ့တယ်ဆိုတော့အဖွားကသူ့ကျိုးနေတဲ့သွားတွေအားလုံးပေါ်အောင်ထားရည်တယ်ဟာနင်းအောင်ရှစ်တန်းနေခဲ့ဘူးသေးတယ်ငါဆို2တန်းနဲ့ကြောင်းထွက်ခဲ့တာဆိုပြီးပြောတယ်မိဘ2ယောက်ပေါင်းမှ10တန်းပဲရှိတယ်အဲ့ဒီမှာအလင်းသိလို့ဖတ်ခဲ့ဘူးသမျှဘာသာပြန်ဝိထုတအုပ်ကိုပြောပြရစီတခါကအင်ပတန်ချမ်းသာတဲ့စတိုးဆိုင်ပိုင်ရှင်လုပ်ငန်းရှင်တယောက်ကိုဘဏ်တစ်ခုကသူတို့ဘဏ်မှာရင်းနှီးမြှုပ်နှံဖို့လာကမ်းလှမ်းပါတယ်ဘဏ်မှာရင်းနှီးမြှုပ်နှံဖို့ဆိုတာတော်ရုံချမ်းသာလို့မရဘူးဆိုတာသိကြလိမ့်မယ်ဘဏ်ကလည်းရင်းနှီးမြှုပ်နှံမှုအကြောင်းတွေကိုရှင်းပြတော့တထေးကြီးကလက်ခံတယ်ဒါကို2ဦးသဘောတူလက်မှတ်ထိုးဖို့စာချုပ်ချုပ်ပေးတဲ့အခါတထေးကြီးကသူ့လက်မှတ်နေရမှာကြက်ချီကလေးခတ်လိုက်တယ်အဲ့တော့မှဘဏ်လူတွေကအံ့အားသင့်ပြီးဟာတထေးကြီးစာမတက်ဘူးလားတထေးကြီးကပြုံးပြီးအင်းလေစာမတက်လို့လက်မှတ်နေရမှာကြက်ချီကမှတ်တာပေါ့ဘာဖြစ်လို့လဲအားလုံးမင်းသက်သွားတယ်ဘဏ်လုပ်ငန်းတစ်ခုကိုရင်းနှီးမြှုပ်နှံမဲ့ကုမ္ပဏီပိုင်ရှင်လုပ်ငန်းရှင်တူကစာတစ်လုံးမှမတက်တဲ့အပြင်ကိုလက်မှတ်တောင်ကိုမီးတက်တဲ့သူဆိုတော့အားလုံးအတွက်အံ့အားသင့်စရာပေါ့ဒါနဲ့မနေနိုင်တဲ့သူတယောက်ကစာမတက်ဘဲနဲ့ဘလို့တထေးဖြစ်လာတာလဲဆိုတော့တထေးကြီးကပြုံးပြီးစာမတက်လို့တထေးဖြစ်တာပေါ့စာများတက်ရင်အခုချိန်ထိဖះเจ้าတကားဆောင်ပဲဖြစ်နေပါလေဟုတ်ပါတယ်ဒီတထေးကြီးဟာဖះเจ้าတစ်ခုရဲ့တကားဆောင်တူပါဖြစ်ချင်တော့အစ်စ်ပြောင်းလာတဲ့ဖုံးတော်ကြီးတစ်ပါးကသူစာမတက်မှန်းသိလို့သူ့ရဲ့နေရာကိုအခြားစာတက်တဲ့သူတယောက်နဲ့အစားထိုးလိုက်တယ်ဆိုတော့နှင်လွန်းလိုက်တာပေါ့ဒါနဲ့တကားဆောင်ကြီးကဖះเจ้าကစိတ်ပြက်လက်ပြက်နဲ့ထွက်ခဲ့တယ်အိမ်မှာလည်းမိသားစုရှိတော့သူ့အလုံးမရှိရင်အဆင်မပြေနိုင်ဘူးလေဒါနဲ့လမ်းတစ်လျှောက်သူ့ပါဆက်လို့ရမလဲတွေးခဲ့တယ်တနေရာရောက်မှသတိရပြီးသူ့ဖះเจ้าဘက်ထဲကိုလှည့်ကြည့်တယ်ဟုတ်ပါတယ်ဖះเจ้าသွားရလမ်းတစ်လျှောက်ဘာကုံစုံဆိုင်မှမရှိတာသတိထားမိတယ်အရင်ဖះเจ้าလာတဲ့သူတွေကစီဂရက်ချောကလက်စားခြင်းနဲ့ဆိုရင်သူ့ကိုငွေပေးပြီးအဝေးကြီးမှာသွားဝယ်ခိုင်းတာကိုသတိရမိတယ်သူချက်ချင်းပဲအဲ့ဒီအကောင့်ထဲကိုဖော်လိုက်ပါတယ်တကားဆောင်လုပ်ခဲ့တဲ့ဖះเจ้าရဲ့အမလန်မကန်းမှာကုံစုံဆိုင်တသေးလေးဖွင့်ခဲ့တယ်အပြိုင်ဆိုင်မရှိတော့သူ့ရဲ့ကုံစုံဆိုင်လေးကအောင်မြင်လာတယ်ဒါနဲ့ဆိုင်ကိုထက်ချက်လုပ်ငန်းတွေထက်ချဲခဲ့တယ်ဒါအပြင်မြို့ပတ်လေကြည့်အဲ့ဒီကုံစုံဆိုင်မရှိတဲ့နေရာတိုင်းသူကတိုးရှယ်ပြီးကုံစုံဆိုင်အမြောက်များတိုးချဲဖွင့်လိုက်ခဲ့တယ်လိုအပ်ချက်နဲ့ကိုက်ညီသွားတဲ့ဟာအခါသူဟာဘန်တွေကတော့ရင်းနှီးမြှုပ်နှံဖို့ကန့်လန့်ခံရတဲ့အေယာမတထေးကြီးဖြစ်ခဲ့ပါပြီဒါကြောင့်သူပြောတဲ့စကားကရိုးရှင်းပါတယ်စာသာတက်ခဲ့ရင်အခုချိန်မှာဖះเจ้าရဲ့တကားဆောင်ပဲဖြစ်မှာပေါ့တဲ့ဒီတော့အကြောင်းကြောင့်ပညာမသင်ကြားနိုင်တဲ့သူတွေကိုကျွန်တော်ကဥပမာပေးတာပါတကယ်တမ်းမှာတော့ပညာမတတ်ရင်လူရမဝင်တဲ့နေရာတွေအများကြီးပဲတကယ်တော့လူငယ်တွေကိုပညာတတ်တစ်ယောက်ဖြစ်အောင်တိုက်တွန်းပေးရစီဆိုပါတော့ကျွန်တော်လည်း8တန်းတည်းတဲ့အနေနဲ့ကြောင်းထွက်ခဲ့ရပြီးဘဝပေါင်းများစွာကျင်လည်ခဲ့ရတယ်ပင်မဆင်းရဲတယ်ဆိုတာပြောပလောက်တဲ့အရာမဟုတ်ဘူးလို့စိတ်ထဲမှာဆွဲခဲ့တဲ့အထိဘဝကကျန်းတယ်ကလေးတွေအဖြူစိမ့်နဲ့ပျော်ရွှင်နေတဲ့အခါကိုယ့်ဘဝကိုနာနာကြီးကြီးနဲ့မဲ့ပြုံမိပါတယ်ဒီလိုနဲ့ကံကြမ္မာကတပတ်ရစ်ပြီးငယ်စဉ်ကမတင်ကျင်နဲ့စာပြီးကျွန်တော်အလိုချင်တောင်းတဆုံးဘာသာရပ်တစ်ခုဖြစ်လာတယ်ကျောင်းမှာကလေးကစာနဲ့တွေ့ရင်အပြင်စာကိုပို့ပြီးတော့နှစ်ချိုက်တဲ့ကျွန်တော်ကအပြင်မှာလွတ်လပ်သွားတဲ့အခါစာပေတွေကကျွန်တော်ရဲ့အဖော်ပေါ့အဲ့ဒီတော့စာပေတွေဖတ်ရှုရင်ဖန်တီးရှင်စိန်ဖြစ်လာပြီးကျွန်တော်စာရေးဆရာဖြစ်လာတယ်တိတ်တော့မထူးဆန်းဘူးပေါ့လောကကြီးကိုခက်ရွရွဆောင်းကြည့်ပြီးအမြင်မတော်တာတွေကိုထိရင်ငုံရင်ကျွန်တော်စာရေးဆရာဘဝကိုဖျက်တမ်းတယ်စာရေးဆရာဖြစ်လာတော့စာပေဟောပြောပွဲတွေကြုံရတယ်တခါကစာပေဟောပြောသွားရင်နေမှာကျွန်တော်ရဲ့အတန်းပိုင်ဆရာမနဲ့ပြန်ကြုံရတယ်ဒါကိုကျွန်တော်ဝတ္ထုတစ်ပုဒ်ဖြစ်ရေးပူးပါတယ်ဒါပေမဲ့တိတင်တိတိုက်တယ်ထင်လို့ပြန်ပြီးတော့တင်ပြပါရစေဟောပြောပွဲကိုဝင်လိုက်တာနဲ့ဟောပြောပွဲထိတ်ဆုံးတန်းကကော်ကုန်းလေးမှာကျွန်တော်ရဲ့ဆရာမကိုရက်မိရက်ဖအနေနဲ့တွေ့ရတယ်မတွေ့တာကြပြီဖြစ်တဲ့ကျွန်တော်ဆရာမအနှဲငယ်အိုမေးရင်ရော်သွားရုံမှအပဘာမှမပြောင်းလဲသွားဘူးဒါပေမဲ့ကျွန်တော်ဆရာမကိုကောင်းကောင်းမှတ်မိပါတယ်ဒါကြောင့်သူ့စီကိုဝမ်းသာအားရနဲ့ပြေးသွားပြီးသူထိုင်နေတဲ့ကော်ကုန်းအောက်မှာဒူးထောက်လိုက်တယ်
ပြီးတော့သူ့လက်လေးကိုဆွဲပြီးဆီယာမဟောပြောပွဲလာနာထောင်လာလားဆီယာမကကြောင်ပြီးကျွန်တော်ကိုကြည့်တယ်မှတ်မိပုံတော့မပေါ်ဘူးအဲ့ဒီနောက်မှာသူ့ရဲ့မျက်မှန်အပေါ်ကကြော်ကြည့်ပြီးတော့ဟောပြောပွဲကိုလာနာထောင်တာပေါ့ဒါနဲ့မင်းကဘသူတော့ကျွန်တော်ပုံတွေကလည်းဟောပြောပွဲတာလာတယ်ဂျင်းပေါင်းမီနဲ့သပင်အရှိကြီးဆိုတော့ဆီယာမဇဝေဇဝါဖြစ်နေပုံရတယ်အဲ့ဒါနဲ့ကျွန်တော်ကပဲဆီယာမကျွန်တော်ကဆီယာမတပည့်လေဆီယာမကပြုံးနေပြီးမှတပည့်မှန်းတော့တည်ပါတယ်ဒါပေမဲ့ဆီယာမလည်းပင်စင်မသွားခင်အထိကျောင်းတွေအများကြီးပြောင်းလာတော့တပည့်တွေအားလုံးကိုမမိနိုင်တော့ဘူးပေါ့ဒါပေမဲ့မင်းကိုတော့ရင်းရင်းနှီးနှီးတည်တယ်လို့ပဲကဲပြောပါအောင်တားကဘသူတော့ကျွန်တော်ကပြုံးလိုက်တယ်ဆီယာမကျွန်တော်စောကြည့်ပြူလေအော်ဆီယာမကအံ့အားသင့်သွားပုံရတယ်ခဏတော့ငြိမ်သွားတယ်ကျွန်တော်ကပဲဆီယာမကျွန်တော်ကိုမှတ်မိလားဆိုတော့ဆီယာမကပြုံးပြီးဒါကြောင့်မင်းကိုရင်းရင်းနှီးနှီးမြင်ဘူးတယ်လို့ဖြစ်နေတာကိုမင်းကိုမှတ်မိတာပေါ့စောကြည့်ပြူမင်းကဆီယာမအတန်းထဲမှာ2 နှစ်တိတိနေသွားတာမင်းလောက်ဆိုတဲ့ကြောင့်သားဆီယာမတစ်ခါမှမတွေ့ဘူးသားကြီးဆီယာမစကားကြောင့်ကျွန်တော်နည်းနည်းတော့ရှက်သွားမိတယ်ဟုတ်ပါလိမ့်မယ်ကျွန်တော်ကဆီယာမတွေအတွက်အတော်ဆိုးတဲ့ကြောင့်သားလေးဖြစ်နိုင်တာပေါ့ဆီယာမကပြုံးကြည့်ပြီးမင်းကအခုထိတိတ်လိမ့်မှာပုံမပေါ်ဘူးကြည့်ရတာသပင်ရှည်ကြီးနဲ့ဂျင်းမောင်းမီနဲ့ဆီယာမကပြုံးပြီးပြောနေပေမဲ့ကျွန်တော်ဘာပြန်ပြောအောင်မှန်းကိုမသိလိုက်ဘူးသူ့စိတ်ထဲမှာကျွန်တော်ဆိုးခဲ့တာတွေကိုမှတ်မိနေသေးပုံပါပဲကဲပြောပါအောင်ငယ်စဉ်ကစာမတင်ခြင်းပဲကျောင်းကြည့်ပြေးနေတဲ့ကလေးကအခုစာပေဟောပြောပွဲတွေပါတယ်လာနာထောင်တက်နေပြီပေါ့ဗျာကျွန်တော်ဘာပြောမှမသိဘူးဖြစ်သွားတယ်အမှန်တော့သူကကျွန်တော်ရဲ့စာပေဟောပြောပွဲကိုလာပြီးနားထောင်တာပါကျွန်တော်ဘလို့ဖြေရှင်းရမှမသိဘူးအဲ့ဒီအချိန်မှာပဲအခုဟောပြောမဲ့သူကတော့စာရေးဆရာအကြည့်တော်ဖြစ်ပါတယ်ဆိုတဲ့အတန်ကြားတာနဲ့ဆရာမကခေါင်းထောင်ပြီးစင်ပေါ်ကိုကြည့်တယ်သူခမညာစာရေးဆရာအကြည့်တော်ဆိုသူကိုရှာနေပုံရတယ်သူစိတ်ထဲမှာလဲတနိုင်ငံလုံးရဲ့အသေးကြော်ဖြစ်တဲ့စာရေးဆရာကိုအလောတကြီးတွေ့ချင်နေပုံရတယ်သူရှိမှသူ့ရဲ့ခုံအောက်မှာဒူးထောက်ပြီးသူ့ရဲ့လက်ကိုကင်ထားတဲ့စောကြည့်ပြူဆိုတဲ့လူဆိုးလူမိုက်ကလေးကိုမြင်ချင်ပုံမရပါဘူးအမှန်တော့သူမမြင်နိုင်တဲ့လူဆိုးကလေးစောကြည့်ပြူဆိုတာလေကျွန်တော်ပဲသူမြင်ချင်နေတဲ့စာရေးဆရာအကြည့်တော်ဆိုတာကလည်းကျွန်တော်ပါပဲအဲ့ဒီမှာနေလူတယောက်ထဲကနေနတ်မီနှစ်ခုရဲ့ကွာဟမှုကိုကျွန်တော်သဘောပေါက်မိတယ်ငယ်စဉ်တွေကကောင်းကောင်းမွန်မွန်မနေခဲ့မိတာကိုလည်းနောင်နာရမိတယ်အဲ့ဒီအချိန်မှာကျွန်တော်စိတ်ထဲငိုခြင်းစိတ်ဖြစ်မိတော့တယ်အဲ့ဒီအချိန်မှာပဲဆီယာမကသူ့ရဲ့လက်ကိုဆွဲထားတဲ့ကျွန်တော်ရဲ့လက်လေးကိုခါချတယ်အေးစောကြည့်ပြူသွားတော့နော်မင်းနဲ့ဆီယာမနောက်မှတွေ့မယ်ပြောပြီးစကားပြောကြတာပေါ့အခုတော့ဆရာတွေရဲ့စကားကိုနားထောင်လိုက်အောင်မယ်နော်သားပညာရှိနည်းနဲ့နှင်ထုတ်လိုက်ခြင်းတစ်မျိုးပါပဲစောကြည့်ပြူရဲ့မင်းလိုလူဆိုးလူမိုက်ကလေးနဲ့ဆီယာမစကားမပြောချင်သေးပါဘူးဆရာတွေရဲ့တန်ဖိုးရှိတဲ့စကားကိုနားထောင်အောင်ပါဆိုလိုခြင်းသဘောပါပဲကျွန်တော်ဟောပြောရမှာကိုမို့စင်ပေါ်ကိုတက်လိုက်တယ်လက်ခုပ်တန်တွေကြားရတယ်ဆီယာမကပါဇက်အဟောင်းသားနဲ့ကျွန်တော်ကိုကြည့်တယ်ဟာတာစာရေးဆရာဖြစ်တဲ့အတွက်ကျွန်တော်ပြိတ္တကရည်စရာစကားကြားချင်ပါတယ်ကျွန်တော်ရည်စရာတွေပြောတယ်ပြိတ္တကအားရပါရရည်တယ်ဆရာမကတော့ကျွန်တော်ကိုကြောင်ကြည့်နေသေးပါပဲဟောပြောပွဲအချိန်တက်လာတဲ့နဲ့အမျှရည်စံတွေပို့ပြီးကျေလောင်လာတယ်ကျွန်တော်သတိထားမိတာဆရာမမျက်ရည်တွေကိုမြင်လိုက်ရတယ်ထက်ဆင့်သောရီမောခြင်းတွေပျော်ရွှင်ခြင်းတွေကြားရပါတယ်ဒါပေမဲ့ကျွန်တော်ဆရာမရဲ့မျက်ရည်ပင်တုံနေတာကိုပဲကျွန်တော်ကမြင်တယ်စင်ပေါ်မှာစကားပြောနေရင်ကျွန်တော်စဉ်းစားမိတယ်ဆရာမကျွန်တော်ကိုကြည့်ပြီးဘာဖြစ်လို့မျက်ရည်ကျတာလဲပေါ့ဆရာမမျက်ရည်ကျခြင်းရဲ့အကြောင်းရင်းနှစ်ခုပဲကျွန်တော်တွေးမိတယ်အင်မတန်တောက်သုံးမကြတဲ့အကောင်တယောက်စင်ပေါ်ရောက်နေတဲ့အတွက်တိုင်းပြည်ကိုနစ်နာစေတဲ့ထင်ပြီးမျက်ရည်ကျတာလည်းဖြစ်နိုင်တယ်နောက်တစ်ခုကသူ့ရဲ့သွန်သင်ဆုံးမမှုနောက်ကျမှတည်ပြီးနောင်တနဲ့ပြန်ကြိုးစားနေတဲ့စောကြည့်ပြူကနေအကြည်တော်ဖြစ်လာတဲ့အတွက်ပီတိဖြစ်ပြီးမျက်ရည်ကျတာလည်းဖြစ်နိုင်တယ်ဘလို့ပဲမျက်ရည်ကျစီဖြစ်ပါစီကျွန်တော်မှတ်ထားတာကကို့ကြောင့်သူတစ်ပါးမျက်ရည်ကျတယ်ဆိုတာလူကောင်းတစ်ယောက်ရဲ့အလုပ်မဟုတ်ဘူးကို့ကြောင့်ကိုယ့်ရဲ့မိဘသားချင်းမျက်ရည်ကျတာဟာလည်းလူကောင်းအလုပ်မဟုတ်ဘူးကို့ကြောင့်ပတ်ဝန်းကျင်မျက်ရည်ကျတာဟာလည်းလူကောင်းအလုပ်မဟုတ်ပါဘူးကို့ကြောင့်တိုင်းပြည်ကြီးတစ်ခုလုံးမျက်ရည်ကျတာလည်း
လူကောင်းအလုပ်မဟုတ်ဘူးအဲ့ဒါလူယုံမာရီရဲ့အလုပ်ပါလူကောင်းဆိုတာကိုယ့်ကြောင့်ဘသူ့ကိုမှမျက်ရည်မကျစေခြင်းဘူးဆိုပါတော့အခုကျွန်တော်ကြောင့်ကျွန်တော်ဆီယာမမျက်ရည်ကျနေရပြီဒါဟာကောင်းမွန်တဲ့ရလဒ်တော့မဟုတ်ဘူးကျွန်တော်စိတ်ထဲမှာဆီယာမဘာကြောင့်မျက်ရည်ကျလဲသိချင်မိတယ်ဒါပေမဲ့ဆီယာမကကျွန်တော်ရဲ့ဟောပြောပွဲမပြီးခင်မှာပဲဟောပြောပွဲကနေပြန်သွားခဲ့တယ်ကျွန်တော်ရဲ့စိတ်ထဲမှာလည်းအင်မတန်မှသိချင်မိတယ်ဆီယာမဘာကြောင့်မျက်ရည်ကျတာလဲပေါ့ဒီလိုနဲ့နောက်တစ်နေ့မှာကျွန်တော်နေ့တစ်နေ့ကိုကူရတော့မှာပါဒါပေမဲ့ကျန်တဲ့သူတွေကိုအရင်သွားခိုင်းပြီးကျွန်တော်နောက်ကလိုက်ခဲ့တယ်ပြီးတော့ဘာကြောင့်လဲဆိုတာဆီယာမမျက်ရည်ကျရတဲ့အကြောင်းရင်းကိုလည်းသိချင်လို့ပါပဲဒါနဲ့ဆီယာမအိမ်ကိုစုံစမ်းပြီးသွားခဲ့တယ်ဆီယာမရဲ့အိမ်လေးကတိတ်မသားနာလာပါဘူးပြင်းအောင်အိမ်ခက်သေးသေးလေးတစ်လုံးပေါ့အငိမ့်စားကျောင်းဆီယာမပဲဒီလောက်ပဲနေနိုင်မှာပေါ့ဆီယာမဟာသူ့ရဲ့တူမလေးနဲ့အတူအထီးကျန်စွာနေထိုင်နေကျွန်တော်ဆီယာမရဲ့အိမ်ကိုရောက်တော့ဆီယာမရဲ့တူမလေးကိုအရင်တွေ့ပါတယ်ဘာကိစ္စလဲရှင်ဆီယာမနဲ့တွေ့ချင်လို့ပါဘသူလို့ပြောလိုက်ရမလဲရှင်ကျွန်တော်ကကျွန်တော်ရဲ့နာမည်ကိုပြောပြလိုက်တယ်ဟုတ်ကဲ့ချင်းအိမ်ခန်းမှာခဏဆောင်ပါနော်ဆီယာမရဲ့တူမလေးကကျွန်တော်ကိုအိမ်ခန်းမှာနေရပေးတယ်ဆီယာမရဲ့အိမ်ခန်းကကြီးကြီးမားမားမဟုတ်ပါဘူးဒါပေမဲ့တသက်ရရဲ့လေးပါပဲကျွန်းစတီကုန်း2ခုကျွန်းစတီကုန်း2ယောက်ခုံတစ်ခုနဲ့1ယောက်ခုံထိုင်ကုန်းနှလုံးရှာထားတယ်ဒါကိုကြည့်ချင်းအပြင်ဧည့်သည်သိလက်မလာဖြစ်တာသိကြပါတယ်ကျွန်တော်ခုံတစ်ခုမှရွေးထိုင်လိုက်တယ်ဖြစ်ချင်တော့ကျွန်တော်ထိုင်တဲ့ခုံဟာဆီယာမအနားယူတဲ့ခန်းနဲ့ကက်လျက်ဖြစ်နေတာပဲဒါကြောင့်လဲသူတို့စကားပြောတာအတိုင်းသာကြားရတာပေါ့ဆီယာမဟေးဘာတော့သမီးရဲ့ဆီယာမကိုတပည့်တယောက်ကတွေ့ကျင်လို့တဲ့ဟုတ်လားချိန်မထားပါဘူးနာမည်ကဘသူတဲ့လဲစောကြည်ပြူတဲ့ဆီယာမစောကြည်ပြူကျွန်တော်နာမည်ကိုရေရွတ်ပြီးရတဲ့ဆီယာမရဲ့ငိုတန်းခတ်တူတူကြားရတော့တယ်ကျွန်တော်နာမည်ကြားုံနဲ့ဆီယာမဘာကြောင့်ငိုရတာလဲကျွန်တော်သိချင်မိတယ်အမှန်ဆိုရင်ကျွန်တော်ထပြန်တင်တာပေါ့ဆိုပါတော့ကိုယ့်နာမည်ကြားုံနဲ့တစ်ဖက်သားကငိုနေရတာကိုဒါပေမဲ့ကျွန်တော်ထမပြန်ဖြစ်ပါဘူးဘာဖြစ်လို့များဆီယာမကျွန်တော်ရဲ့နာမည်ကြားတာနဲ့ငိုရပါလေဆိုတဲ့စိတ်နဲ့ကျွန်တော်ဧကန်းမှာပဲဆက်ထိုင်နေတယ်တိတ်မကြပါဘူးဆီယာမကတပတ်လေးတစ်ထဲမျက်ရည်လေးဆန်းဆန်းနဲ့ထွက်လာတယ်ကျွန်တော်ရဲ့ရှီကုံမှာလာထိုင်နေကျွန်တော်ရဲ့လက်ကလေးကိုသူကပဲလှမ်းကင်ပါတော့တယ်သူ့လက်ကလေးကတကယ်နွေးနွေးကလေးပါပဲကျွန်တော်ရဲ့လက်ကလေးကိုအသာရကင်ပြီးလှုပ်ရမ်းခဲ့ပါတယ်သဘောကတော့မနေ့ကအကြည်တော်ဖြစ်ပါတယ်ကျင်းညာတန်ကြားတော့ကတော့စင်ပေါ်မောကြည့်ပြီးကျွန်တော်ရဲ့လက်ကိုခါချတယ်လို့မဟုတ်ခဲ့ဘူးပေါ့သဘောကတော့ကျွန်တော်ကိုမြင်ရလို့ကြည်နူးပြီးလှုပ်ရမ်းနေတယ်လို့မျိုးပေါ့ဒါနဲ့ကျွန်တော်ကဆီယာမကျွန်တော်နာမည်ကြားတာနဲ့ဘာဖြစ်လို့ငိုရတာလဲရင်ဆီယာမကမျက်ရည်တွေကြားတယ်ပြုံးသွားတယ်မျက်ရည်စာကိုတစ်ပတ်နဲ့ပင်တုံရင်ပြန်မေးပါတယ်ငါသားကဘာလို့မေးတာတော့ဆီယာမရဲ့အမေကိုကျွန်တော်လဲခက်မှန်းရတဲ့လောက်ပြောပါတယ်ဆီယာမရေဖြစ်နိုင်တာနှစ်ခုပဲရှိတာပေါ့ပြောပါအောင်သားကြီးအင်မတန်အသုံးမကျတဲ့သူတယောက်စင်ပေါ်ရောက်နေလို့တိုင်းပြည်အတွက်နစ်နာတယ်ထင်ပြီးကြားတယ်မျက်ရည်ပေါ့နောက်တစ်ခုကတော့လူဆိုးကနေလူကောင်းဖြစ်လာတဲ့ကျွန်တော်အတွက်ပီတိမျက်ရည်ကြားတာပေါ့ဆိုတော့ဆီယာမကတစ်ချက်နှစ်ချက်ပြုံးရင်ပြီးမှမဟုတ်ဘူးသားကြီးဆီယာမကကိုနောင်နာရလို့ငိုမိတာပါဗျာဆီယာမရဲ့စကားကကျွန်တော်ကိုအံ့အားသင်စေပါတယ်ကျွန်တော်ထင်တယ်လို့မဟုတ်ပဲဆီယာမကကျွန်တော်ကိုကြည့်ပြီးသူ့ကိုသူနောင်နာရတဲ့ကျွန်တော်ကပဲဆီယာမကျွန်တော်ကိုကြည့်ပြီးဘာဖြစ်လို့နောင်နာရတာလဲရင်ဆိုတော့ဆီယာမကမျက်ရည်ကြားကပြုံးပြီးသားရင်ဆီယာမစာသင်လာတဲ့ဟော့တစ်ချောက်ဆီယာမတို့ရဲ့ထုံးစံအတိုင်းစေတနာဂယုနာအနစ်နာစတဲ့နာသုံးနာကိုပဲသင်ခဲ့မိတာပါဒါပေမဲ့ဆီယာမဟာစန္ဒနဲ့မာနကိုမခွဲခြားနိုင်ခဲ့ဘူးအခုငါသားကိုမြင်မှမိဘတွေဆီယာမတွေဟာသားသမီးတွေတပည့်တွေအပေါ်မှာစန္ဒနဲ့မာနကိုမခွဲခြားနိုင်တော့တာတတိထားမိလို့ငိုတာပါသားရေဗျာကျွန်တော်ပို့ပြီးအံ့အားသင့်မိတယ်စန္ဒနဲ့မာနဘာမှမဆိုင်တဲ့စကားနှစ်ခုပါဒီစကားဟာမိဘနဲ့သားသမီးဆီယာမနဲ့ကျောင်းသားကျောင်းသူဘလို့များဆက်ဆံနေပါလေဆီယာမကဆက်ပြီးတော့ရှင်းပြတယ်တားရင်မိဘတွေဆီယာမတွေဆိုတာကိုယ့်ရဲ့သားသမီးကျောင်းသားတွေကိုကောင်းစေခြင်းနဲ့စိတ်ထားပဲရှိတာပေါ့ဆိုပါစို့ကလေးတယောက်မွေးဖွားလာတဲ့
စကားတတ်တဲ့အချိန်မှာမိဘကသားသမီးကိုသင်ပေးလေးရှိတဲ့စကားတစ်ခုရှိတယ်တသားကြီးလာရင်ဘာလုပ်မှာလဲအဲ့ဒါကိုမိဘတွေကပြန်သင်ပေးတယ်ဆရာဝန်ကြီးလုပ်မယ်အင်ဂျင်နီယာကြီးလုပ်မယ်စစ်ဗိုလ်ချုပ်ကြီးလုပ်မယ်ပေါ့ဘယ်မိဘကမှကိုသားသမီးကိုသားကြီးလာရင်စိုက်ကားနေစားမယ်စပယ်လုပ်မယ်တောင်းစားမယ်ဆိုပြီးမသင်ပေးပါဘူးဥပမာကလေးကဆရာဝန်ဆိုတာဘာမှန်းအင်ဂျင်နီယာဘာမှန်းစစ်ဗိုလ်ချုပ်ဆိုတာဘာမှမသိတဲ့အရွယ်မှာတော့ဒီစကားတွေကိုသင်ပေးလေးရှိတယ်တားရဲ့ဒါဟာဘာဖြစ်လို့လဲဆိုတော့မိဘကသားသမီးပေါ်မှာထားရှိတဲ့ကောင်းမွန်တဲ့ဆန္ဒတစ်ခုပေါ့ဆရာမတွေကလည်းဒီလိုပါပဲသူ့ရဲ့ចောင်းသားចောင်းသူတွေကိုဆရာဝန်ဖြစ်စေခြင်းနဲ့အင်ဂျင်နီယာဖြစ်စေခြင်းနဲ့ဘာသာစုံဂုဏ်ထူးတွေထွက်စေခြင်းတာဆရာမတွေရဲ့ဆန္ဒပဲဂုဏ်ထူးများလေဆရာမတွေကဂုဏ်တက်လေကိုဒါပေမဲ့အဲ့ဒီဆန္ဒကြီးထွားလာတဲ့အခါမှာတော့မင်းဆရာဝန်ဖြစ်ရမယ်ဆိုတဲ့စကားအစားမင်းဆရာဝန်ဖြစ်ကိုဖြစ်ရမယ်ဆိုတာမျိုးဖြစ်လာတယ်ဖြစ်ရမယ်ဆိုတာဆန္ဒပါဖြစ်ကိုဖြစ်ရမယ်ဆိုတာခိုင်းစီတာဖြစ်သွားပြီဒီတော့ဖြစ်ကိုဖြစ်ရမယ်ဆိုတာမာနစကားဖြစ်ပြောင်းလဲသွားပြီဒါဟာဖြစ်စေခြင်းနဲ့ဆန္ဒမဟုတ်တော့ဘူးဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့မာနစကားဖြစ်သွားပြီဒီတော့မိဘများဆရာမများဆန္ဒအစားမာနကိုပြောင်းသုံးမိတာဖြစ်သွားပြီကဲဆိုပါတော့သားသမီးတွေကြတော့ရောဘလို့ခံစားရလဲဟာဘာလဲအဖေတို့အမေတို့ကလည်းသားကဆရာဝန်မှဝါသနာမပါတာဘောလုံးမဲ့ကံပဲဒါမျိုးဆိုလာပြန်နေဟုတ်ပါတယ်သားသမီးတွေမှလည်းမိဘအကြိုက်လိုက်ရောခြင်းစိတ်ရောရှိတယ်ဒါပေမဲ့အတင်းချက်တိုက်တွန်းတဲ့အခါသူတို့မကြိုက်တာကိုအတင်းစွတ်ကြီးဖိနှိပ်ခိုင်းစီတဲ့အခါသူတို့ရဲ့မာနကလည်းပြန်လေထောင်ထလာပါပြီမိဘပြောတာမလုံနိုင်ဘူးဆရာမပြောတာမလုံနိုင်ဘူးဆိုတာတွေကအစလေးတစားကနေအရှိခံပြီးတော့မိဘနဲ့သားသမီးဆရာမနဲ့ကျောင်းသူကျောင်းသားမာနချင်းတိုင်းမိကြတော့တာပဲနှစ်ဦးနှစ်ဖက်လုံးကမာနတွေမလျှော့နိုင်တဲ့အခါအလွင့်စင်နေများလာတာစမ်းသလားဆရာမပြောတာရိုးရှင်းပါတယ်ငါသားကိုဆရာမကအတန်းနဲ့နေသွားတဲ့တောက်လျှောက်သူများတွေလိုဂုဏ်ထူးအများကြီးနဲ့စောင့်မွဲအောင်စီရှင်ခဲ့တာအမှန်ပါပဲဒါပေမဲ့ငါသားဘာဝါသနာပါလဲဆရာမမမေးခဲ့မိဘူးအမှန်ဆိုငါသားဟာစာရေးတာဝါသနာပါတယ်ဆိုတာဆရာမသိခင်ငါသားလိုညံ့ရီမျိုးနဲ့စာရေးဆရာလည်းဖြစ်နိုင်တာပေါ့အဲ့ဒီအတွက်ဆရာမနောင်တရမိတာပါအင်မတန်ရိုးရှင်းလွန်းပါတယ်အခုရှိနေတဲ့မိဘတွေကိုသားသမီးဘာလိုအပ်နေတယ်ဘာလုပ်ချင်တယ်လဲမေးခဲ့ကြဘူးလားဆရာဝန်ဖြစ်မှအင်ဂျင်နီယာဖြစ်မှဘဝတစ်ခုလုံးအဆင်ပြေနိုင်မယ်လို့ထင်နေတာလား10တန်းကိုအမှတ်ကောင်းနဲ့အောင်ပြီးစေးတက္ကသိုလ်တက်မှတပိုင်းကျနေတဲ့ကလေးတွေအများကြီးပါပဲဝါသနာပါရလောက်ခွင့်မရတဲ့ကလေးတွေဘဝကိုစာနာသင့်ပါတယ်ကျေးဇူးတင်ပါတယ်